Hello one အားလုံးပါကျွန်တော် Chris Travel Blog ကနေပြန်လာမှကြိုဆိုပါရစေဒီနေ့ကတော့ဒါစိတ်အရန်ချမ်းသာတဲ့နေ့အရန်ပျော်တဲ့နေ့ပဲဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှင်တော့ဒါကျွန်တော်ဘန်ကောက်မှာနေတာ10နှစ်9နှစ်လောက်ရှိပြီကျွန်တော်ရဲ့အလုပ်ကြောင်းအဆင်မပြေမှုကြောင်းအကြောင်းမျိုးကြောင်းပေါ့နော်ကျွန်တော်ရောက်ချင်တဲ့ဒီ Phuket မြို့ကြီးကို10နှစ်9နှစ်တိတိကျွန်တော်မရောက်နိုင်ခဲ့ဘူး passport ကြောင်းဘာကြောင်းအကြောင်းမျိုးကြောင်းပေါ့နော်ဒါပေမဲ့အခုဒီနေ့မှာတော့ဒါကျွန်တော်တို့ finally ပေါ့နော်ဆိုင်ကယ်နဲ့ပဲဘန်ကောက်ကနေကျွန်တော်စထွက်ခဲ့တယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဘွားရဲ့ပထမဆုံး email လည်းဖြစ်တယ်လို့ဒါကျွန်တော်ရဲ့တကယ်ရောက်ချင်တဲ့နေရာတစ်ခုကျွန်တော် Phuket ကိုတနေ့နေ့ဘယ်လိုမဆိုရောက်မယ်ဆိုတာဒါကျန်တဲ့လူတွေအတွက် easy အဆင်ပြေပေမဲ့ကျွန်တော်အတွက်တကယ်ခက်ခဲဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့တော့ဒါ finally ကျွန်တော် Phuket မြို့ကိုစရောက်တဲ့နေ့ပဲဖြစ်တယ်ဆိုတော့ကျွန်တော်အရန်နဲ့မှပြောတယ်အရန်နဲ့မှစိတ်ချမ်းသာတယ်ခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဘန်ကောက်ကနေပဲကြိုတင်မှာ booking လုပ်ခဲ့တယ်ပေါ့နော်ဒီကျွန်တော်တို့ Patong Adventure Hostel ကိုကျွန်တော်တို့ booking လုပ်ခဲ့တယ်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်း2ယောက်ပေါ့နော်ဆိုင်ကနဲ့လာခဲ့တာ2ရက်နေ့မြောက်မှာကျွန်တော်တို့ Phuket ကိုရောက်တယ်ဘာကြောင့်နောက်ကျခဲ့တာလဲကျွန်တော်တို့16နာရီလောက်ပဲကြာတင်တယ်ပေါ့နော်အမှန်တကယ်ဆို16နာရီအလွန်ဆုံးဆို18နာရီလောက်ပဲကြာတင်တယ် easy နာပြီးမှလာရင်ဆိုရင်တော့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့2ရက်တိတိကိုကြာခဲ့တယ်ပေါ့နော်ဘာကြောင့်2ရက်တိတိကြာခဲ့လဲဆိုတာတော့ကျွန်တော်တို့ဒီအပိုင်း1အပိုင်း2မှာကျွန်တော်မြောက်ရင် sharing လုပ်ပေးသွားပြီပေါ့နော်ဒီကျွန်တော် icon button မှာထပ်ပေးထားတဲ့ဗီဒီယိုလည်းမိတ်ဆွေတွေမကြည့်ရသေးရင်တွက်ကြည့်နိုင်ပါတယ်ပေါ့နော်ဆိုတော့ဒါတော့အပိုင်း3ပေါ့နော်အပိုင်း3မှာတော့ဒါအခုကျွန်တော်တို့ Phuket ရောက်ပြီးမှကျွန်တော်တို့ fresh ဖြစ်မှာပေါ့နော်ဒီ Patong Adventure မှာကျွန်တော်တို့ chicken တွေပါတယ်လုပ်ပြီးမှအခုဒါကျွန်တော်တို့ညနေစာစားဖို့စထွက်တာပဲဖြစ်ပါတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ land တွေမှာဆိုလို့ရှိရင် massage တွေဒီဈေးတန်းတွေညနေဈေးတန်းတွေဆေးဆိုင်တွေအကုန်လုံးအစားရမြင်ရတယ်ဒါတော့ဒါကျွန်တော်တို့ Phuket မှာနာမည်အကြီးဆုံးဒါ Bangla Road လို့ခေါ်တယ်ပေါ့နော်ဒီ Bangla Road လို့ခေါ်တယ်တကယ်နာမည်ကြီးရယ်ပေါ့နော်ဒီ Bangla Road က Phuket မှာတော်တော်လေးနာမည်ကြီးတယ်ဒီမှာဆိုလို့ရှိရင်ညနေစာ seafood တွေအရန်များတယ်ဈေးလည်းကြီးတယ်ပေါ့နော်ဈေးလည်းကြီးတယ်အရန်လည်းများတယ်ဒါပေမဲ့နိုင်ငံခြားသားတွေအရန်များတော့ဈေးကတော့နည်းနည်းပါကြီးပါပဲဘာလို့လဲဆိုဒီမှာလူတွေအရန်များတာနိုင်ငံခြားသားတွေပဲနိုင်ငံခြားသားတွေတဲမှာဟိုမှာဒါကျွန်တော်တို့65-80ရာခိုင်နှုန်းကတော့ရုရှားတွေပဲများတယ်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဘယ်နေရာပဲတော့ကျွန်တော်တချင်လို့ရုရှားတွေပဲမြင်နေရလို့နော်။ပြီးကြတော့ဒီမျိုးကျွန်တော်တို့တုတ်ပုံစံလိုမျိုးပေါ့နော်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်အာယူဒီယာသွားခဲ့တယ်။ Amazon နဲ့တက်ရှိရအောင်နော်။သူ design ကတက်ရှိရ။သူလုပ်ထားတဲ့ပုံစံတွေကလုံးဝ different ပေါ့နော်။ကျွန်တော်တို့ဒီဖတ်တရားမှာဆိုလို့ရှိရင်စပတ်တိုင်ကားဆိုရင်တက် different ဒီမှာ Phuket မှာဆို different အဲ့လိုနေရာတိုင်းမှာတက်စီရှိတာတကယ်စိတ်ဝင်စားစရာတစ်ခုပဲပေါ့နော်ပြီးတော့ taxi ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘန်ကောက်ရဲ့ taxi ကားတွေနဲ့မတူပါနော်ခင်ဗျားတို့မြင်လိမ့်မယ် Phuket ရဲ့ဒီရှေ့မှာကျွန်တော်မြင်နေရတဲ့ကားဆိုလို့ရှိရင်ဒါ taxi ကားပေါ့နော်အယောင်ကချက်သွေးရောင်နဲ့ဟွာရောင်နဲ့ရောဆက်ထားတာဒီထိုင်းနိုင်ငံဘန်ကောက်ရဲ့ဟွာနဲ့လုံးဝမတူ taxi ကားတွေနဲ့လုံးဝမတူဘူးပေါ့နော်ဆိုတော့ဒါညနေကျတော့ကျွန်တော်တို့ဒီ explore လို့ရင်းနဲ့ဒါကျွန်တော်တို့ Patong Beach ဒီ Phuket Thailand ဆိုတဲ့ဒီ signboard လုပ်ထားတဲ့ဒါအဓိကတော့ဒါကျွန်တော်တို့ဖတ်တရားဥစား walking stay နဲ့တူတယ်ပေါ့နော်ဖတ်တရားမှာဆိုရင် walking stay ရှိတယ်ကျွန်တော်တို့ဒီဘန်ကောက်မှာဆိုလို့ရှိရင်ဒါ Khao San Road ရှိရပေါ့နော် Khao San Road ရှိရ Phuket မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲဒါ Patong Beach walking stay road ပေါ့နော်ဒီဟာဆိုလို့ရှိရင်တကယ် Phuket မှာ mainတခုတကယ်စီကားတဲ့နေရာတခုလို့ပြောရရတယ်ပေါ့နော် disco တွေဘားတွေ massage တွေအရင်များတဲ့နေရာပေါ့နော်ကျွန်တော်တို့လည်းဟိုဘက် beach bag ကိုသွားမယ်ဆိုတော့ဒါလမ်းဖြတ်ဖြစ်မှသွားရင်မြန်ဆန်ရောက်တယ် explore လုပ်တာလည်းကြားတယ်ဆိုမှကျွန်တော်တို့ဒီလမ်းပဲဖြတ်ခဲ့တယ်ပေါ့နော် explore လုပ်ခဲ့တယ်ဒီထဲမှာအများကြီးပဲလူတွေအများကြီးနိုင်ငံခြားသားပေါင်းစုံတွေ့ရတယ်ကျွန်တော်တို့မြန်မာတွေလည်းအများကြီးရှိတယ်အဓိကတော့ဒါကျွန်တော်တို့နိုင်ငံအကြောင်းမျိုးကြောင်းပေါ့နော်အလုပ်တဲ့လူတွေများတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံလူတွေ restaurant တိုင်းကျွန်တော်ဒီထိုင်းနိုင်ငံမှာဆိုအခုဆိုလို့ရှိရင်ဒါကျွန်တော်မြန်မာပြည်မှာပဲရှိနေတာလားထိုင်းနိုင်ငံမှာရှိနေတာလားတော့တိတ်ဟိုမတဲကွဲဘူးပေါ့နော်ဘာလို့ဆိုနေရာတကကျွန်တော်တို့မြန်မာစကားနဲ့ပဲဘယ်နေရာပဲဘာပဲပေါ်ပဲမြန်မာစကားနဲ့ပဲပြောလို့ရတယ်ပေါ့နော်ပြောလဲပြောပါတယ်တစ်ဖက်ကစဉ်းစားရင်လည်းအရန်ပြောမှတစ်ဖက်ကစဉ်းစားရင်လည်းအရန်မှဝမ်းနေတယ်ပေါ့နော်ဒါတော့ပေါ့အမြန်ဆုံးကောင်းပါစေပဲကျွန်တော်တို့အားလုံးဆုတောင်းရမှာပဲဖြစ်တယ်ပေါ့နော်ဒါတော့ဆိုတော့ဒါကျွန်တော်တို့ဒါညနေစာစားမလို့ဆိုမှကျွန်တော်တို့ဆိုင်တွေလိုက်ရှာရင်နဲ့ကျွန်တော်တို့တွားခဲ့တယ်ဆိုတော့ဟိုဘက်မှာကျွန်တော်တို့ဆိုင်အကြီးကြီးဒီဇိုင်းတော့တွေးခဲ့တယ်ပေါ့နော်ကျွန်တော်တို့ကတော့ဘယ်သွားအဓိကအားကိုးရတာတော့ဒီ Google Map ပဲရှိရပါတော့ဘာလို့ဆိုနေရာတစ်တယ်ဆိုတော့ Google Map ကိုကျွန်တော်တို့အဓိကအားကိုးတယ်ပြီးတော့ TikTok ထဲမှာတကယ်နာမည်ကြီးတဲ့ place တွေလူကြိုက်များတဲ့ place တွေနည်းနည်းပါရှာတယ်လဲတယ်အဲ့လိုပဲ
ကျွန်တော်တို့ social ကနေပဲဒီ online ကနေပဲရှာရတယ်ပေါ့နော်တော့ဒီမှာအရန်နမစီရဲ့ဒီကျွန်တော်တို့ Patong Beach ရဲ့ဒီ walking stay road မှာဆိုလို့ရှိရင်လည်းအရန်စီရနော်ကျွန်တော်တို့ကတော့ဘယ်တော့မှဒါကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောပြီးပြီပေါ့နော်ကျွန်တော်တို့ disco တွေဘားတွေ massage တွေဆိုဘယ်တော့မှမဝင်ဘူးဝင်လဲမဝင်ဘူးပေါ့နော်ဒါတော့ကျွန်တော်ဘာကြောင့်ဒီဟာကိုပြောလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့စားတာတွေဒါမျိုးတွေလုံးဝအဲ့လောက်ထိဟိုဟာကျွန်တော်မိတ်ဆွေတွေအတွက်ဘောင်းမွေနဲ့ဥစားတွေကျတော့ကျွန်တော်မပြဘူးเนาะတကယ်နည်းနည်းပပ explore လုပ်တာတွေဒီထက်ရှေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Phuket မြို့ကိုလဲခဲ့တဲ့ဒါအခုမှ Phuket မြို့ရောက်ခါစားပဲရှိသေးတယ်ပေါ့နော်ဒါပထမနေ့ပဲရောက်တဲ့နေ့ပဲပေါ့နော်ကျွန်တော်တို့ညနေစာစားပြီးမှဒါကျွန်တော်တို့အေးစေးနားမယ်နာနေနဲ့နေမယ်ဒါနည်းနည်းပပပဲကျွန်တော်ကြီးရဲ့လက်စားနဲ့ကျွန်တော်နည်းနည်းပပပဲကျွန်တော်မိတ်ဆွေတွေလည်းမြောက်ရင် share လုပ်ပေးမယ်စိတ်နဲ့ကျွန်တော်ဗီဒီယိုလုပ်တာပါဒီထက်ရှေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ PP Island သွားတာတို့ကြလို့ဆိုရင်ကျွန်တော်တို့ဒီခါရာဘီသွားတာတို့ကျွန်တော်တို့ဒီ Phuket ကနာခါရာဘီလည်းဆိုင်ကနေပဲဒိုးခဲ့တယ်ပေါ့နော်ဒါ၄နိုင်လောက်ကြာတယ်အဲ့ blog လည်းရှေ့ဆက်မှလာမယ်ရှေ့ဆက်မှလာမယ် blog တွေကတော့ဒါ Phuket မြို့ထဲမှာဆိုတော့အရန်နမ excited အရန်နမပျော်ရွှင်မှုကောင်းမှ view တွေလည်းအရန်လာပါတဲ့ blog တွေ video တွေကိုမိတ်ဆွေတွေမြင်တွေ့ရမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ Chris Travel Blog ကို subscribe မလုပ်ရတဲ့ရင် subscribe လေးလုပ်ပေးပါခေါင်းလောက်မနေရတဲ့ရင်ခေါင်းလောက်လေးနေပေးပါနောက် video လည်းပြန်မှအေးစစ်စစ်မြင်ရအောင်ပေါ့နော်ကျွန်တော်တို့ဒါ bike နဲ့ပေါ့နော် biker တယောက်ဖြစ်ချင်းတဲ့အိမ်မက်နဲ့ကျွန်တော် bike နဲ့ပဲနေရာတကာ explore လုပ်နေပါပေါ့နော်ဒီရပြီးဆိုကျွန်တော်တို့ပြန်ပထမဆုံးဆိုလို့ရှိရင်ကျွန်တော်အာယုဒ္ဓယာသွားခဲ့တယ်အာယုဒ္ဓယာပြီးဆိုကျွန်တော်ဒီ Phuket လာခဲ့တယ် Phuket ပြီးတာနဲ့ကျွန်တော်ဒါခေါက်ရိုက်သွားခဲ့တယ်ခေါက်ရိုက်ပြီးရတဲ့ဖက်ကြီးကကျွန်တော်ဒါတစ်ဆင့်အကုန်လုံးကျွန်တော်မိတ်ဆွေတွေကို share လုပ်မယ်ပေါ့နော်ဒါအခုဆိုလို့ရှိရင်ဒါ Phuket ရောက်တာပထမနေ့ပဲဖြစ်တဲ့ကြောင့်မလို့ဒါဗီဒီယိုညပြီးကြဒါအခုပထမဆုံးနေ့လည်းဖြစ်တယ်ပြီးကြဒီကျွန်တော်တို့ Insta 360 degree ပေါ့နော် Insta Air 4 360 degree ကင်မရာဒါပထမဆုံးကျွန်တော် use လုပ်နေတာပေါ့နော် use လုပ်နေတဲ့အတွက်ကြောင့်မလို့ဒါညက်နေတွေ့ရ quality ဘယ်လိုလာလဲဘာညာလာလဲဆိုတာတော့ကျွန်တော်အသေးစိတ်စမ်းကျင်တဲ့ပုံစံနဲ့လည်းဖုန်းနဲ့ကျွန်တော်ကင်မရာတွေနဲ့မရိုက်ဖက်နဲ့တူဟာနဲ့တူအဲ့360 degree ကင်မရာနဲ့ပဲ Insta နဲ့ပဲရိုက်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ Chris Travel Blog ကို support လုပ်ပေးတဲ့ကျွန်တော်မိတ်ဆွေတွေ YouTube family တွေမိသားစုတွေအားလုံးကျွန်တော်ရဲ့ chicken လေးစားရတော့ကျွန်တော်ရဲ့မိတ်ဆွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒါအခုဆိုလို့ရှိရင်ဒါဒီဈေးထဲမှာကျွန်တော်တို့တခုခုစားမယ်စားပြီးတာနဲ့ကျွန်တော်တို့တခါတည်းတွားမယ်နားပြီးပြရတဲ့နောက် blog မှာဒီအပိုင်း၄မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတခါတည်းကျွန်တော် plan ရှိရပါတော့ဒီကျွန်တော်တို့ Phuket ကနဲ့ခါရာဘီကိုတွားမယ်ပေါ့နော်ခါရာဘီတွားပြီးမှခါရာဘီကနေကျွန်တော်တို့ဒီ PP Island တို့ကျွန်တော်တို့ကြီးကျယ်မှ Island back ကိုတွားလည်မယ်အဲ့ blog ကတော့ဒါအပိုင်း၄မှာလာမယ်ပေါ့နော်ဆိုတော့ကျွန်တော်မိတ်ဆွေအားလုံးကျေးဇူးများတင်ပါတယ်နောက် blog မှာပြန်လည်ဆုံတွေ့ကြပါစို့